ဝန်ထမ်းတွေလည်းစိတ်သက်တွေကြနေပြီထမင်းနက်မှန်အောင်မနေစူးစမ်းစားနေရတယ်ဒီကြားတဲ့အထက်ကဖိအားတွေကတမျိုးနဲ့ဘယ်သူမှလှုပ်ချင်စိတ်မရှိတော့ဘူးတဲ့ခင်ဗျားတို့ဝန်ထမ်းတွေဆိုပို့ဆိုတော့ဗျာအကန့်အသတ်ရှိတယ်ဝန်ထမ်းနဲ့တာမန်ပေါ့ဗျာနော်တာမန်စီးပွားရေးနဲ့မတူတာဗာလဲဆိုတော့ဝန်ထမ်းကြအကန့်အသတ်ရှိတယ်အကန့်အသတ်ဆိုတော့လဲအကန့်အသတ်ဆိုတော့လဲလူတိုင်းတော့မဟုတ်ပါဘူးဗျာနော်ဝန်ထမ်းဆိုတာလဲစားပေါက်နေရခြောင်တဲ့နေရာမျိုးတွေနော်ဟိုရလက်ပေါ့အဲ့လိုမျိုးတွေလက်စားချစားလို့ရတဲ့နေရာရှိတာဟုတ်အဲ့လိုနေရာမျိုးကြလူတိုင်းသွားချင်ကြတယ်ဒါဒီနေရာတွေကလည်းအကန့်အသတ်ရှိပါတယ်ဗျဝန်ထမ်းတိုင်းတော့ဟိုလက်စားလို့မရပါဘူးနော်ဘာကြောင့်လဲဆိုတော့ဌာနဆိုင်ရာမှာပဲဖြစ်ဖြစ်နော်စစ်တပ်မှာပဲဖြစ်ဖြစ်နေရာဆိုတာရှိတယ်အဲ့ဒီနေရာကပိုက်ဆံအရင်ရတဲ့နေရာတွေရှိတယ်အဲ့ဒီနေရာကိုရသွားလို့ရှိရင်တော့ထောပြီနော်အဲ့လူတယောက်ကကြီးပွားသွားနိုင်တယ်အဲ့တော့ဝန်ထမ်းစလုပ်ဖို့အတွက်ဝန်ထမ်းလောကကိုဟလာဝင်လာတာနိုင်ငံတော်နဲ့အတိုင်းပြည်ကိုပြည်သူကိုအကျိုးပြုဖို့ဆိုတာလည်းစလို့ရှိရင်ငါဒီခွင်ကိုရရင်ထောပြီဆိုတဲ့ရီမန်းချက်နဲ့ဝင်လာတာသူတို့အချင်းချင်းအချိတ်ဆက်ကရှိထားပြီးသားဒီလိုမျိုးဝင်လာတဲ့ဝန်ထမ်းတွေလည်းရှိတာဟုတ်နော်စစ်တပ်ထဲမှာလည်းဒီလိုပဲစစ်တပ်ထဲမှာလည်းအရင်ဆုံးဝင်သွားတဲ့စစ်သားတွေကဟလာသူ့ရှိကစစ်သားတွေကမျိုးဆက်ကပေါ့ဗျာနော်ဘယ်နေရာမှာနေရာကောင်းနေဆိုသူ့မျိုးဆက်သူ့သားသမီးကစစ်ထဲဝင်မေးအဲ့နေရာရရင်ထောပြီနော်ဒီနေရာကိုရရင်ထောပြီဘလောက်ဘယ်နှစ်နှစ်နေခိုင်ပြီဆိုတဲ့ရီမန်းချက်နဲ့ဝင်လာတဲ့စစ်သားတွေကလည်းအများကြီးရှိတယ်ထွေအုပ်တော့ဘာလဲဒီလိုပဲထွေအုပ်တော့ဘာလို့လဲအနိုင်ဆုံးလက်မှတ်ထိုးလို့ရှိရင်ပတ်စံတွေရနေတာဟုတ်အဲ့တော့အားလုံးမျှတတနဲ့စားမယ်ဆိုတဲ့ပေါ့နော်လူများနေရာရလာပြီဆိုလို့ရှိရင်အဲ့ဒီဌာနဟာစီးလုံးနေရောစီးလုံးနေစိတ်ချမ်းသာနေရောပဲစစ်တက်လည်းဒီလိုပဲမျှတတစားမယ်ခေါင်းဆောင်များရောက်လာပြီဆိုရင်စီးလုံးနေရောပဲအဲ့တော့ဘာလို့ရမလဲခင်ဗျားတို့ကလည်းဝန်ထမ်းတွေကလည်းဘာလို့မလဲအဲ့မှာစားနေတဲ့သူတွေသိရမလားဘာလို့မဆိုရင်ကျွန်တော်ပြောတဲ့စိတ်ဓာတ်မျိုးလေးမွေးခိုင်းဖို့မမေ့နဲ့မမွေးဘူးဆိုလို့ရှိရင်ဒီလူတွေဘာလုပ်နေလဲဘာလုပ်နေတာပြောနော်အကောင်လုံးချက်လက်နဲ့ပြောပါချက်လက်သာချပြပေးပါနော်တာဝန်ရကျွန်တော်တာဝန်ထားသိရမလားကျွန်တော်တာဝန်ထားအဲ့တော့စားနေတဲ့သူတွေအားလုံးကိုကျွန်တော်ပြောမယ်နော်တချို့ Viber နံပါတ်တွေရောပတ်စံပေးတဲ့စီးရင်အချက်လက်တွေရောကျွန်တော်တောင်းမလုပ်လို့မပြောလို့သိလားကျွန်တော်မအကောင်လုံးရှိတယ်သိလားနော်အကောင်လုံးရှိတယ်ခင်ဗျားတို့ဘယ်သူပေးလိုက်တဲ့ပတ်စံတွေကအစနော်အဲ့တော့ကြောင့်မလို့ဝန်ထမ်းတွေဘယ်လိုခေါ်မလဲမတရားစားတောက်နေတော့နေရာရတဲ့သူတွေမတရားတောင်းကျမ်းနေပြီဟဲ့ဆိုရင်ပြောပါနော်ပြောပါအထောက်ထားတိကျမယ်နော်ကျွန်တော်သုံးသပ်မယ်ပြီးလို့ရှိရင် data ချက်လက်တွေစုမယ်တေချာပြီးဟဲ့ဆိုလို့ရှိရင်တိုင်းသိပြီးသိရပါစေမယ်